Hey yo ကျွန်တော်အခုရောက်နေတာတော့39လမ်းမှာရှိရဲ A Cafe ရှိမှာပါဒီမှာ Infinity ကလုပ်တဲ့ကက်ဆက်ခွေလေးပေါ့နော်ရှေးမဟောင်းတစ်ဟောင်းခွေလေးရောင်းနေပွဲအဲ့မှာကျွန်တော်rap နဲ့ပတ်သက်တာ hip hop နဲ့ပတ်သက်တာအဲ့လိုကက်ဆက်ခွေလေးဘာရရမလဲဆိုပြီးကျွန်တော်လာနှိုက်တယ်ကျွန်တော်လည်းဒီထဲဝင်ကြည့်လိုက်အောင်ပြင်မှာနေရမ်းပူတယ်လွတ်လပ်ခဲ့ပြီးတော့အမင်္ဂလာတွေထားခဲ့ဝတ်တာနဲ့စီမီမရှိဘောက်စင်တေးလို့ကစားပွဲအချိန်ချင်းမမလားလွယ်လွယ်ပြန်စလို့ရတယ်ဘေးမပြောရရေးလို့ထားစိုက်ကားဂိတ်ကကြားပွဲအိမ်မဆိုးမကတဲ့ညတွေစိတ်တက်မပြက်ပြမိသားစုတွေဖေးလို့ကူလုံးဝတက်တက်အားမော်လုံးတော့မရမနာမနိုင်စီဆက်ပြီးသွားမျောလင်းချက်စီတို့ကနေပါစေမျက်လုံးရောက်လက်ပြီးသားနေရာကိုလူမယူမနာလို့စိတ်နဲ့အပူမတဲ့နာဂက်ကိုတွေးမပူယူတဲ့စရိုက်ဟာတူတယ်သမိုင်းနဲ့လိမ်မရေးရှိတဲ့အတိုင်းမှာအဖြူတယ်နေရန်ကိုတူးနဲ့တိုက်စောက်ပြမဆိုင်တဲ့လူငယ်ဘာပဲဖြစ်ဖြစ်လှုပ်ချင်ရလှုပ်လူပေါင်းတော့မမနဲ့လူမပေါင်းနဲ့ခေါင်းတွေကြည့်ပြုတ်ကျသွားတာကားကနေအမှန်ကိုသိနေလေကဘာဟာအလက်ကားပဲတောကြောင်နေလက်မောက်ကတဲ့ခက်လူငယ်တွေဘွားမဲ့နေရောက်ခဲ့တာပါတယ်မနက်ခင်းခုရောက်လာခဲ့ပြီရှင်ကြီးဆိုလိုက်ဆိုကွာဒရပ်ပြေးမရလောကတည်းရဲ့ခက်မြေအားလုံးကြုံခဲ့ကြမယ်တဲ့ချစ်လူရှိစမ်းမဲ့ငယ်ချင်းငါတို့မိုင်းတိုင်းနေရတဲ့ရင်ရှိစခီးရှိကြီးကိုစားပြေးမမော yo ဟူးထဲမှာနည်းနည်းတော့ပူတယ်ကျွန်တော်အခုဒီ A Cafe မှာလုပ်တဲ့ကက်ဆက်ခွေပွဲလေးကနေပြီးတော့ကျွန်တော်ပြန်ထွက်လာတာကျွန်တော်ဒီမှာဘာခွေလေးနှိုက်လို့ရလာလဲဆိုတာပြမယ်ချက်ကြည့်ပြီတန်းတန်းလည်းကပြောဒီခွေကတော့ဒီမှာဝယ်လို့မရဘူးဘာမှလည်းဝယ်လို့မရဘူးဒီခွေကကျွန်တော်ရဲ့ပြေဖြူအောင်ရဲ့ဟန်ထွန်းရဲ့3ယောက်လုပ်ထားတဲ့ Mental Vacation ဆိုတဲ့ EP လေးဖြစ်တယ်အဲ့တော့ဒီရဲ့သချင်းတွေကိုတော့ YouTube ရယ် Spotify ရယ် Apple ရယ်အခြား bla bla ပါဘောเนาะstreaming platform တွေမှာနားထောင်လို့ရပါတယ်စက်ကိုပိတ်ပိတ်ညစီရပစဆောင်ကြည့်လိုက်ကောင်းနေဘယ်ချိန်လဲနေစပီလက်မလဲဆက်ဆောင်ကြည့်အတန်နဲ့တိတ်တိတ်ငါတွေကိုဆက်ဆောင်ကြည့်လိုက်တို့တွေဘယ်ကလာပြီးဘယ်ကိုသွားမယ်ဆက်ဆောင်ကြည့်